ရသားရီလမ်းကျဲပေါ်မှာရှိတဲ့ကျေဝီကန်ထိုင်းမှာဆောက်လုပ်တာတော့စရုတ်တာထက်9လလေးကိုရောင်းပေးခြင်းပါတယ်ရှင်။လမ်းကျဲပေါ်ဖြစ်တဲ့အတွက်ကားပါကင်လည်းအဆင်ပြေပါရှင်။ဝရန်တာမှာဆိုတော့တန်မန်းကိုတက်ဆင်ထားပြီးအောက်မှာဆိုလဲကြိုပြခင်းပြီးကျိုးနဂါးယူကိုတက်ဆင်ထားပါတယ်။မျက်နှာကျက်မှာဆိုလဲအီကိုဟုတွေနဲ့အလားဆင်ထားပါတယ်ရှင်။အိမ်ထဲကိုလိုက်ပြပေးပါမယ်ရှင်။ဝင်ချင်းလေးမှာလဲကျိုးနဂါးယူကိုတက်ဆင်ထားပါတယ်။တအိမ်လုံးကိုပါကေးလေးကိုခင်းထားပါတယ်။ TV စင်ပါမယ်။ TV စင်မှာဆိုလဲအောက်မှာအကန့်လေးတွေလိုအားလေးကိုထည့်လို့ရပါတယ်ရှင်။အလှပန်းအိုးလေးလည်းထားရှိပါတယ်ရှင်။အဲကိုလာလေးတစ်လုံးလည်းပါဝင်ပါတယ်။အဲကန်းလေးကတော်တော်လေးကျဉ်ဝန်းပါတယ်။ဖျားကန်းလေးမှာတော်တော်လေးကျဉ်ဝန်းအလှလိုက်ကဖြူအောင်လေးကိုလည်းတက်ဆင်ထားပါတယ်ရှင်။ဘေးမှာဆိုလည်းဘေးတိုင်းမရှိဘူးကျိုးဆွဲလိုက်ကလေးကိုလည်းတက်ဆင်ထားပါတယ်ရှင်။မျက်နှာကျက်မှာဆိုလည်းမီးလာလေးတွေတက်ဆင်ထားပါတယ်။အခန်းရဲ့နေရာမှာဆိုလည်းဒီဇိုင်းလှလေးကိုပြင်ဆင်ထားပါတယ်။အခန်းလေးကတော့1954ပေကျဉ်ဝန်းပါတယ်။စုတ်တာထက်9လွှာလေးပါ။ဈေးနှုန်းလေးကတော့2450ပါ။ဗန်ကျိတ်လေးလည်းဝယ်ယူနိုင်ပါတယ်။စစ်စရာကောင်းလာတဲ့အလှဆင်လေးနဲ့အယုတ်လေးတွေရောထားရှိပါတယ်။ဒါလေးကရှောက်လန်းပါ။ရှောက်လန်းရဲ့ဘေးနေရာမှာလည်း profile light လေးနဲ့အလှဆင်ထားပါတယ်ရှင်။ဒါကပထမတွေ့ရမယ့်အခန်းလေးပါ။ပေ40-60မြေပေါ်မှာတိစောက်ထားတဲ့အတွက်1954ပေကျုံဝန်းတဲ့အတွက်ဒီအခန်းလေးကလည်းတော်တော်လေးကျုံဝန်းပါတယ်ရှင်အခန်းလေးမှာဆိုလဲအလှဆင်လေးကိုတက်ဆင်ထားပါတယ်တကားအကောင်းစားကြီးကိုတက်ဆင်ထားပါတယ်အဝင်ဝမှာဆိုလဲလေဝင်လေထက်ကအောင်တကားလေးကိုအဖွင့်ပိတ်လေးလုပ်လို့ရပါတယ်ရှင်ရသားရီလမ်းကျဲပေါ်ဖြစ်တဲ့အတွက်တန်တုမာလမ်းမယူထဲပေါက်မယ်ဒေဝထတဲ့လမ်းလဲနီးပါတယ်ရှင်ဒါလေးကတော့ဒုတိယတွေ့ရမယ့်အခန်းလေးပါရှင်အခန်းလေးကတော်တော်လေးကျဉ်ဝန်းပါတယ်အပေါ်မှာဆိုလဲမျက်နှာကျက်မီးတွေတက်ဆင်ထားပါတယ်ဘေးမှာဆိုလဲစင်လေးနဲ့ပါအဲကွန်းတစ်လုံးကိုတက်ဆင်ထားပါတယ် BCC ကြပြီးကိုပိုင်မီတာကိုပိုင်မော်တာနဲ့ပါဈေးနီးကြောင်းနီးကားဂိတ်နေပါတယ်ရှင်ဗန်ရေးကြားနဲ့လည်းဝယ်ယူနိုင်ပါတယ်ဒီအခန်းလေးကိုတော့ဗန်ကျိတ်နဲ့ဝယ်ယူမယ်ဆိုဈေးလေးက2450ပါငွေလက်ငင်းဝယ်မယ်ဆိုရင်2430ကိုနှိနှိုင်းပေးဦးမယ်နော်နောက်ဖေးမိဖို့ကြောင့်ဝင်ချင်းလေးမှာဆိုလဲစိုက်တော့တကားလေးကိုတက်ဆင်ထားပါတယ်ကျန်းကင်းလေးမှာဆိုလဲနှစ်ပေချက်ကြီးကိုခင်းထားပါတယ်ဘားကောင်နာလေးကိုလည်းပါဝင်ပါတယ်ရှင်ကပိနက်ကိုအပေါ်ရေးအောက်တွေရောတက်ဆင်ထားပါတယ်နေရံမှာဆိုလဲခြေပြားတွေကိုကတ်ထားပါတယ်ရှင်အဝိရှော်ဆက်ထားဖို့အတွက်တိတက်ရေပိုက်ကောင်းလေးကိုလည်းထားရှိပါတယ်ရှင်ဒါလေးကရေချိုးကန့်မှာကြွေပြားခင်းကြွေပြားလေးကိုကတ်ထားပါတယ်ဒါလေးကတော့ဘူတိုင်းအင်တာလေးကိုတက်ဆင်ထားပါတယ်ကြွေပြားခင်းကြွေပြားကတ်ထားပါတယ်ဒါလေးကတော့နောက်ဖေးရေးပေါ်ဆင်းတဲ့အပေါက်လေးပါတန်မန်တကားရဲ့တကားတစ်ချက်ရဲ့ပါဝင်ပါတယ်ဘေးတိုက်မရှိတဲ့အတွက်အလင်းရောင်ကောင်းစွာလည်းရပါတယ်ရှင်ဒီခန်းလေးကတော့ JOE ကန်ထိုင်းမှာစလုပ်ထားတဲ့အခန်းလေးဖြစ်ပါတယ်တိုက်သားလေးကောင်းတဲ့ခိုင်ခန့်ပါတယ်လမ်းကျဲပြီးကားပါကင်လည်းအဆင်ပြေပါရှင်ဈေးနီးကြောင်းပြီးကားဂိတ်ပြီးပါတယ်ပြင်ဆင်ပြီးအတင်တက်နေလို့ရတဲ့ဒီခန်းလေးကိုဝယ်ယူခြင်းလို့ကျမတို့ Rainbow ဆက်သက်ပေးပါရှင်ဖုန်းနံပါတ်လေးကတော့88642180ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်